ဒီနေ့ကတော့ကျွန်တော်ညီမလေးအားကျွန်တော်ဒီနေ့လုပ်တဲ့ဟာလေးပြန်လိုက်ပြပါမယ်ကျွန်တော်လုံးညာလေးဆောက်ခဏတော့ဆောက်ပါဒါကတော့သူတို့ကျွန်တော်ညီရဲ့အဖေနဲ့အမေလာမှာမလို့သူတို့အိမ်မက်နေရာကိုတေချာတန်ရှင်းလုပ်ပြီးနေရဖြစ်ပါတယ်ကျွန်တော်ကကိုပြီးရှင်းမိလိုက်ပါမယ်ကျွန်တော်တို့အခုတော့ရှင်းပြီးသွားပါပြီနောက်ကယူဆူဆူနေရတော့ကျွန်တော်ညီပါအခုကတော့လုံနှမ်းပါဖြစ်ပါတယ်ကျွန်တော်ညီနေပေါ့နော်ဆွဲရပါပြီကျွန်တော်ကတော့ကလည်းအရင်လွယ်နေမှကြည့်ရကြည့်လို့ဒီလိုဖက်တာကျွန်တော်တို့လုံးနေတော့ X3 ပါဆိုတန်ရှင်းနေတွေ့ဟာရအောက်ဆုံးဟာအဲ့လိုကျွန်တော်တို့ရိုက်တာပါသူတပြည့်ပြည့်နဲ့ကျွန်တော်တို့ရောက်ရှိလာပြီဒီကခေါင်းလေးပြလိုက်ပါဦးတော့သူရှုံးသွားပဲဖြစ်ပါတယ်ကျွန်တော်တို့အခုကတော့ကျွန်တော်လုံဆွဲပြီးလာဆိုအခုရေးလေးပါလေးခဏဆိုးပြင်ရေးချိုးပြင်တော့ပြန်တွေ့ပါပဲကျွန်တော်တို့ဒီနေ့တော့ဆောင်းနေတာတော့တို့လာထိုင်လို့ဒီနေ့ထိုင်ကြပါလားထိုင်နေကြပါတယ်သူတို့တွေကတယောက်ကဟုတ်ပါကျွန်တော်တို့နေရာမှာရေချိုးလိုက်တကယ်တော့ကျွန်တော်တို့ရေချိုးရတာနည်းတော့ကြာပါတယ်အဲကျွန်တော်တို့မြင်အောင်လုပ်ပြီးထားပါတော့ရေချိုးတာတော့မရပါဘူးဟုတ်ဒီနေ့ရဲ့အဓိက goals ကတော့ကျွန်တော်တို့ YNW မှာကျွန်တော်ညီရဲ့မွေးနေ့မလို့ညနေကျရင်သွားမှာပေါ့နော်အခုကျွန်တော်ကရုပ်ဆိုင်ရနေအခုရုပ်ဝယ်ပြန်လာပါကျွန်တော်ကတော့ဒါလေးပါ YouTube ပေါ်မှာနာမည်ကြီးနေတာဒါလေးကျွန်တော်ညီရကြတော့ဒါလေးပါဒီမှာပေါ့နော်ဒီမှာခဏနေတော့ကြာရင်တော့ကျွန်တော်ညီမွေးနေ့အတွက် YNW ကိုသွားတော့မှာပေါ့နော်အခုကျွန်တော်ညီမွေးနေ့ရှင်လိုက်ပြပါမယ်ဒါတော့ကျွန်တော်ညီမွေးနေ့ရှင်ကသူ့လက်ပြအိမ်ကတော့အခုမှတိတ်ဝယ်ထားလို့ရနော်သူကတော့ကျွန်တော်ညီပါခဏနေကြာမှပြန်တွေ့ပါမယ်ကျွန်တော်ကသွားတော့ကျွန်တော်ဗီဒီယိုရဲ့ပုံမိတ်ကတော့ဒါမဲ့ကျွန်တော်မဟုတ်ဝယ်လာတာလေစားပြတာလေးကိုလဲလိုက်ပါလေစားကြည့်ပါမယ်ဒါပထမဆုံးဒီလိုလေးပါနော်ဒုတိယခုက咱们主要是觉得就是这样，然后就是整个人他不觉得嘛，感觉这样的。